ဒီလူကကိုယ်တိုင်လှုပ်ထားတဲ့ဓလေကားသုံးအိမ်ရဲ့အမိုးပေါ်မှာပုံနေတယ်အပြင်ကကြည့်ရင်မမြင်ရနိုင်တယ် Josh ကအိမ်ရဲ့အမိုးပေါ်မှာအေးဆေးတည်ငြိမ်ဟွာပုံနေတယ်သူ့နေရာလေးကိုတောင် CCE လုပ်နေတယ်ဒါပေမဲ့သူမသိဘူးစုံတောက်ကတိတ်တဆိတ်ပဲတန်ကားကိုရောက်နေပြီတနာလီအတွင်းပုံနေတဲ့လူ9ယောက်စလုံးကိုရှာဖွေတွေ့ရှိမယ်ဆိုရင်စုအားလုံးကသူ့အပိုင်ဖြစ်သွားမယ်ဒီသူစိမ့်အိမ်ကိုသူမသိပေမဲ့ရှာပုံရှာနီးကလွတ်လွတ်လပ်လပ်ချက်ရလွတ်လို့ရတယ်ရေချိုးကန်းကညီထွက်လာတဲ့အခါတန်တရားတီဖွေရေစလုံးကိုလုံးဝမကြည့်ပဲနေတယ်မတော်တဆစုံတောက်ကတဝက်ဖွင့်ထားတဲ့ရေခဲတက်တာကိုတွေ့လိုက်ရတယ်သူ့အမူချင်းကချက်ချင်းပြောတယ်ဒါကပုံမှန်မဟုတ်ဘူးပြီးတော့အတွင်းကအရာတွေကအလဲဘဟိုမှာပဲ CCE ရှိနေတယ်မကြဘူးသူကလျှို့ဝှက်တကားကိုတွေ့လိုက်ရတယ်ကယ်ဗင်ကကြာကြာမပုံရသေးခင်ပါပဲအပြင်ကိုဆွဲထုတ်ခံလိုက်ရတယ်တယောက်ဖမ်းမိပြီးစုံတော့ရကိုယုံကြည်မှုကတိုးတက်လာတယ်သူကဆက်ပြီးအခန်းတွေကိုရှာဖွေတယ်နေရာမှာရှိတဲ့တစ်သားဒေတာတလုံးကိုတွေ့တယ်အရန်တန်တရားဖြစ်เสียကောင်းတယ်တန်တရားမရှိပဲသူကချက်ချင်းဖွင့်လိုက်တယ်တကယ်ကတော့ရေပူပေါင်းထောင်ကြောက်ပဲစိတ်ဆိုးသွားတဲ့စုံထောက်ကဒေါသထွက်တဲ့ပုံစံနဲ့ပိုပြီးတိုက်ခိုက်စွာရှာဖွေတယ်ဒေးဗစ်ရဲ့စာအုပ်စင်ကိုဖျက်သွားတဲ့အခါသူ့မျက်လုံးကတခုခုထူးဆန်းနေတာကိုသတိထားမိတယ်စာအုပ်စင်ကမသိငြိမ်ဘူးလို့ထင်ရတယ်ဖျက်ထားတဲ့ပစ္စည်းလေးကလည်းထူးဆန်းနေတယ်အဲ့ဒီလမ်းညွှန်ချက်ကသူ့အတွက်လုံလောက်တယ်ဒေးဗစ်လည်းတည်သွားပြီအခုတော့3ယောက်ပဲကျန်တော့တယ်ရုတ်တရက်အတန်သေးသေးလေးကြားလိုက်ရတယ်ဂျော့ချ်ကစဉ်းစားနေတာဒီစုံထောက်ရဲ့နားကအဲ့လောက်ထိတင်းငယ်တဲ့အတန်လေးကိုတောင်ကြားလိုက်ရတယ်သူကဂျော့ချ်ရဲ့အခန်းထဲဝင်သွားပြီးထန်တရားအဖွေဖွေလွတ်ဝတ်တဲ့လီလာဒီဇိုင်းကိုတွေ့လိုက်ရတယ်အပြင်ဘက်မှာအပြာရောင် remote control တခုချိတ်ဆွဲထားတယ်ထန်မြက်ပေးမဲ့လုံခြုံမှုအားနည်းချက်ရှိနေတယ်ဂျော့ချ်လည်းလွတ်မြောက်မသွားနိုင်တော့ဘူးနောက်ထပ်2ယောက်ပဲကျန်တော့တယ်သူကရှာခွေမှုကိုအချိန်မြင့်နေလေကားကိုနောက်လမ်းကြောင်းဖျက်သုံးတယ်နေရန်ကောင်းလောင်းတခုရှိနေတာကိုသူသတိထားမိတယ်ဝင်ဘက်မတွေ့တော့သူကလက်နဲ့ပဲစုပ်ဖျဲလိုက်တယ်ထံမပြေးနိုင်တော့နောက်ဆုံးလက်လျှော်လိုက်ရတယ်အခုတော့ Alex တင်ရောက်တဲပဲချန်တော့တယ်သူ့ရဲ့အနံ့ကန်စွမ်းအားကိုအခြေခံပြီးစုံတော့ကရေချိုးကန်းကိုပြန်သွားတယ် Alex ရဲ့ထူးခြားတဲ့အနံ့ကိုရှူဆိုင်မိတယ်သူ့ပုံရိပ်ကိုမမြင်ရပေမဲ့လေသူထွက်သွားလို့နေပါထွတ်တော်မဲ့အချိန်သူ့နားကရေစလုံးထဲကမှထူးဆန်းတဲ့အတန်းကိုကြားလိုက်ရတယ်ခေါင်းလောင်းတန်ပါအားပြင်းနေသူကအဲ့ဒီစလုံးကိုဖွင့်လိုက်တယ်ဟုတ်ပါတယ်အတွင်းမှာလူဝက်အခန်းတစ်ခုရှိနေတယ်ဒီအခန်းရဲ့ဒီဇိုင်းကတကယ်ကိုရှုပ်ဖွေးလွန်းတယ်တာမန်လူတွေဆိုရင်ဘယ်တော့မှမတွေ့နိုင်ဘူးဒါပေမဲ့စုံတော့ပွဲကအမီကန်တက်တယ်မဟုတ်ဘူးသူကအားလုံးကိုအောင်မြင်စွာတွေ့ရှိခဲ့တယ်အခုမေကုန်းကမင်းသာဆိုရင်မင်းရဲ့လူဝက်အခန်းကိုဘယ်မှာဒီဆော့မှာလဲဒီလူကကိုယ်တိုင်လှုပ်ထားတဲ့ဓလေကားသုံးအိမ်ရဲ့အမိုးပေါ်မှာပုံနေတယ်အပြင်ကကြည့်ရင်မမြင်ရနိုင်တယ် Josh ကအိမ်ရဲ့အမိုးပေါ်မှာအေးဆေးတည်ငြိမ်ဟွာပုံနေတယ်သူ့နေရာလေးကိုတောင် CCE လုပ်နေတယ်ဒါပေမဲ့သူမသိဘူးစုံတောက်ကတိတ်တဆိတ်ပဲတန်ကားကိုရောက်နေပြီတနာလီအတွင်းပုံနေတဲ့လူ9ယောက်စလုံးကိုရှာဖွေတွေ့ရှိမယ်ဆိုရင်စုအားလုံးကသူ့အပိုင်ဖြစ်သွားမယ်ဒီသူစိမ့်အိမ်ကိုသူမသိပေမဲ့ရှာပုံရှာနီးကလွတ်လွတ်လပ်လပ်ချက်ရလွတ်လို့ရတယ်ရေချိုးကန်းကညီထွက်လာတဲ့အခါတန်တရားတီဖွေရေစလုံးကိုလုံးဝမကြည့်ပဲနေတယ်မတော်တဆစုံတောက်ကတဝက်ဖွင့်ထားတဲ့ရေခဲတက်တာကိုတွေ့လိုက်ရတယ်သူ့အမူချင်းကချက်ချင်းပြောတယ်ဒါကပုံမှန်မဟုတ်ဘူးပြီးတော့အတွင်းကအရာတွေကအလဲဘဟိုမှာပဲ CCE ရှိနေတယ်မကြဘူးသူကလျှို့ဝှက်တကားကိုတွေ့လိုက်ရတယ်ကယ်ဗင်ကကြာကြာမပုံရသေးခင်ပါပဲအပြင်